အားလုံးပဲမင်္ဂလာပါဒီနေ့တော့မိုးရသည်နဲ့လိုက်ဖက်ပြီးအရန်ကိုမှစလို့ကောင်းတဲ့မကြီးသီးစိမ်းကြော်လေးကို share လုပ်ပေးသွားပါမယ်ဈေးထဲမှာမကြီးသီးနုလေးလည်းရောင်းနေတာမလို့မကြီးသီးစိမ်းကြော်လေးလှုပ်ရှားဖို့ဝယ်လာလိုက်ပါတယ်တစ်ဖက်မှာလည်းမကြီးသီးစိမ်းကြော်နဲ့တွေ့စားဖို့အတွက်ဝတ်သားပြုတ်လိုက်ပါမယ်ဝတ်သားတွေကိုတော့စားချုံမုံကြက်သွန်ဖြူနဲ့ရေရည်နဲ့ငယ်ထည့်ပြီးတော့ပြုတ်ပေးထားလိုက်ပါမယ်အခုတော့မကြီးသီးစိမ်းကြော်ကိုပြင်ဆင်ပါတော့မယ်ပထမဦးဆုံးပစွန်ချောက်တွေကိုအနှဲငယ်ပြော့သွားအောင်လို့ရင်တွေနဲ့စိမ်ထားပေးလိုက်ပါမယ်ပြီးရင်တော့မကြီးသီးစိမ်းကြော်ဖို့အတွက်ကိုကြက်သွန်နီပပလိနဲ့ကြက်သွန်ဖြူကိုတော့ညနေအောင်ထောင်းထားပေးလိုက်ပါမယ်ကြက်သွန်ဖြူထောင်းပြီးပြီဆိုရင်တော့တလက်စားတဲ့စွန်ချောက်ကိုရေစစ်ပြီးတော့ညနေအောင်ထည့်ထောင်းလိုက်ပါမယ်ကျွန်တော်ကတော့မကြီးသီးစိမ်းကြော်ကိုများများလေးလုပ်ထားမှမလို့စွန်ချောက်ကိုလည်းအများကြီးရှေ့သုံးထားလိုက်ပါတယ်ထောင်းလာနေရင်လည်းပစွန်ချောက်တွေညက်လာပြီဆိုရင်တော့ခွက်တစ်ခုတွေကိုဖယ်ထားပေးလိုက်ပါမယ်ကြီးသီးစိမ်းကြော်ကိုကျွန်တော်ကပစွန်ချောက်များများလေးနဲ့ထည့်ချိုလေးရှိပါတယ်အဲ့ဒါမှမကြီးသီးစိမ်းရဲ့အချင်းနဲ့ပစွန်ချောက်နဲ့ဆိုရင်ကွက်တီသွားကြမှာပါပြီးပြီဆိုရင်တော့မကြီးသီးစိမ်းတွေကိုဖင်ဖြတ်ကောင်းဖြတ်ပြီးတော့ကိုပေါ်ကအမှုံမွားတွေကိုနည်းနည်းလေးချစ်ထုတ်ပေးထားလိုက်ပါမယ်ကြီးသီးစိမ်းကိုကင်ပြီးလို့ရေဆေးတဲ့ခါကျရင်လည်းတေးသေးချာချာလေးအမှုံမွားတွေပြောင်းဆေးပေးဖို့လိုပါတယ်ဒါမှကြော်စားတဲ့ခါကျရင်လည်းတန်တန်ရှင်းရှင်းနဲ့စားလို့ရမှာပါပြီးရင်တော့မကြီးသီးစိမ်းတွေကိုထည့်ချိုဖို့အတွက်ကိုစိမ်းစားငပိလေးအနေငယ်ဖြောထားပေးလိုက်ပါတယ်စိမ်းစားငပိကိုတော့ဒီတိုင်းထည့်ချိုလို့ရပြီမယ်ကျွန်တော်ကတော့ရေဖြိုပြီးမှထည့်တဲ့အကျင့်ရှိပါတယ်စိမ်းစားငပိဖြိုပြီးတော့ပြီဆိုရင်တော့စောတော့ကတန်ဆင်ပြီးရေပြောင်းစေးထားတဲ့မကြီးသီးစိမ်းတွေကိုထည့်ပြီးတော့ညနေအောင်ထောင်းပေးလိုက်ပါမယ်ကျွန်တော်ကတော့မြုပ်စုံနဲ့ပဲတေချာအောင်ထည့်ပြီးတော့ညနေအောင်ထောင်းပေးလိုက်ပါတယ်မကြီးသီးစိမ်းတွေကလည်းနူးရတဲ့အတွက်ကြောင့်မလို့ထောင်းတဲ့အခါမှာအားသိမ့်မဆိုင်ရဘဲနဲ့ကြည်မွလွယ်ပါတယ်ညနေအောင်ထောင်းပြီးပြီဆိုရင်တော့မကြီးသီးစိမ်းကြော်ဖို့အတွက်ကိုအားလုံး ready ဖြစ်ပါပြီမကြီးသီးစိမ်းကလည်းညက်လာပြီဆိုတော့စားကြဖို့အတွက် ready ပြင်မှာတော့မယ်ပထမဦးဆုံးစီပူအောင်ထည့်လိုက်ပါတယ်ပြီးရင်တော့အယောင်အတွက်ကိုအယောင်နဲ့မှုတ်လေးနဲ့ငယ်ထည့်ပါတယ်စီပူလာပြီဆိုရင်တော့ကြက်သွန်ဖြူထည့်တယ်မွေးလာပြီဆိုရင်တော့ကြက်သွန်နီပပလေးထားတာလေးကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်ကြက်သွန်နီကိုလည်းအနံ့မှုေးလာတဲ့အထိသေချာလေးမှုေးပြီးတော့ကြော်ပြီးသွားလိုက်ပါမယ်ကြက်သွန်ဖြူကြော်လိုက်ရင်လည်းအနံ့မှုေးလာပြီဆိုရင်တော့ကျွန်တော်တို့မြုပ်သီးစိမ်းလေးကိုတစ်ခါထည့်ကြော်ပါမယ်ရုပ်သီးစိမ်းလေးနွမ်းလာပြီဆိုရင်တော့ကျွန်တော်ကထောင်းထားတဲ့ပစွန်ကြောက်တွေကိုတစ်ခါတည်းထည့်ပြီးတော့မှုေးနေအောင်ကြော်ပေးလိုက်ပါမယ်ပစွန်ကြောက်ကိုထက်ချင်းကြော်မယ်ဆိုလို့ရှိရင်စီဆုပ်သွားတော့မလို့ကိုကစိတ်ရှိလက်ရှိနဲ့မီအေးအေးနဲ့ဖြည်းဖြည်းချင်းစီအနံ့မှုေးသွားအောင်လို့ကြော်ပေးရပါမယ်အိုးမတူအောင်လည်းဂရုစိုက်ပေးရပါမယ်ကြော်လာနေရင်လည်းပစွန်ကြောက်တွေက6ပြီးစီပြန်ထွက်လာပြီဆိုရင်တော့ကျွန်တော်ကတော့မကြီးသီးစိမ်းလေးကိုထည့်ပြီးတော့ရောပေးလိုက်ပါမယ်မကြီးသီးစိမ်းကိုလည်းပစွန်ကြောက်နဲ့တေချာလေးရောသမားမှုေးသွားအောင်မှုေးပြီးတော့ကြော်ပါမယ်ဒီစိမ်းကိုတေချာလေးမှုေးကြော်လာရင်လည်းအနံ့မှုေးလာပြီဆိုရင်တော့ရတာအတွက်စားချိုမှုပါအနေနဲ့ထည့်ပြီးတော့မှုေးပေးလိုက်ပါမယ်ပြီးရင်တော့ပြည်ဖြော်ထားတဲ့စိမ်းသားငပိလေးကိုထည့်ပြီးတော့နှက်ဆက်အောင်ကြော်ပြီးသွားလိုက်ပါမယ်စိမ်းသားငပိကိုတော့စီစားတက်ကလေးကထည့်ကြော်လို့ရပြီမယ်ကျွန်တော်ကတော့အခုလိုမျိုးလေးမှုေးရတာကိုပို့ပြီးသဘောကျပါတယ်စိမ်းသားငပိကိုအစောကလေးကထည့်မှုေးလိုက်မယ်ဆိုလို့ရှိရင်စိမ်းသားငပိအနံ့ကပို့ပြီးတော့တင်းလာမှဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးသီးစိမ်းနှံလေးပြောက်သွားမှဆိုတဲ့အတွက်ကြောင့်မလို့နောက်ဆုံးမှထည့်ပြီးမှုေးတာပါကိုကစိမ်းစားငပိအနံ့ကိုပို့ပြီးတော့ကြိုက်တယ်ဆိုရင်တော့စပြီးတော့စီတက်ကလေးကထည့်မှုလိုက်လို့ရပါတယ်စိမ်းစားငပိထည့်ပြီးသွားပြီဆိုရင်လည်းတေချာလေးနှမ်းဆက်သွားအောင်လို့အားလုံးကိုရောသမမှုေးပေးရပါမယ်ကြော်နေရင်နဲ့မီပြင်းလာတယ်ဆိုလို့ရှိရင်တော့မီးကိုအတူလျှော့လုပ်ပြီးတော့မှုေးပေးသွားရပါမယ်ဒါမှအရသာတွေတေချာဝင်ပြီးတော့အရန်ကိုစားလို့ကောင်းမှာပါစိမ်းစားငပိအနံ့လည်းပြောက်အောင်ကြော်ပေးရပါမယ်အခုလုံးမှုေးလာရင်နဲ့စိမ်းစားငပိအနံ့လည်းပြောက်လာပြီးအရန်လည်းမှုေးလာပြီဆိုရင်တော့အရန်ကိုမှစားလို့ကောင်းတဲ့မကြီးသီးစိမ်းကြော်လေးရပါပြီဗီဒီယိုကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်ဘိုင်ဘိုင်